ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်းနဲ့အားစမ်းပြည်နယ်ရှေ့ပိုင်းမာယောင်ခရိုင်မာယောင်မြို့နယ်မှာရက်ကွက်နဲ့ကျေးရွာများရှိမဲယုံများတွင်ယနေ့နနက်ပိုင်းကစတင်ကျင်းပရာမဲဆန္ဒရှင်ပြည်သူများအေးချမ်းစွာဆန္ဒမဲပေးလက်ရှိပါတယ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်းနဲ့တွင်ပါဝင်သည့်မာယောင်မြို့နယ်မှာမဲယုံပေါင်း59ယုံမဲပေးပိုင်ခွင့်ရှိသူ26,606ရှိပြီးမဲဆန္ဒရှင်ပြည်သူများအနေဖြင့်ရက်ကွက်နှင့်ကျေးရွာများရှိတမတ်မဲယုံအတီတီတို့တွားရောက်ပြီးအေချန်လူလတ်စွာဆန္ဒမဲပေးခဲ့ကြကြောင်းသိရပါတယ်ရှင်ဒီတည်င်းကိုမြို့နယ်ပြန်ဆက်မှပေးပို့ထားပါတယ်ရှင်